access the elements of the array array ထဲမှာရှိတဲ့ elements data တွေကိုပြန်ပြီးတော့မှထုတ်ကြည့်ချင်တယ်။ဒါဆို array ထဲမှာရှိတဲ့ data တွေကိုပြန်ထုတ်ကြည့်ချင်တယ်ဆိုလို့ရှိရင် array name တစ်ခုတည်းထည့်လို့မရဘူးပေါ့နော်။အဲ့ဒီ array name ထဲမှာရှိတဲ့ index number အခန်းနံပါတ်တွေနဲ့သူကရေးပြရတယ်ပေါ့နော်။ array name ရေးပြီးရင်အခန်းနံပါတ်ရေးဒါဆိုလို့ရှိရင်အဲ့ဒီကိုရေးလိုက်တဲ့အခန်းနံပါတ်မှာရှိတဲ့ data values တန်ဖိုးကိုသူကထုတ်ပေးတယ်ပေါ့နော်တခုသတိထားပေးရမှာကအခန်းနံပါတ်တွေကိုရေတွက်တဲ့အခါမှာ0ကနေစပြီးတော့မှရေတွက်ရမယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်3တာက1ကနေစပြီးတော့မှရေတွက်တာကိုဒါပေမဲ့ array တွေမှာဆိုလို့ရှိရင်တော့0ကနေစပြီးတော့မှရေတွက်တယ်ပေါ့နော်ဒါကြောင့်ပထမဦးဆုံးအခန်းသည်0အခန်းပြီးသွားရင်ဒုတိယအခန်းသည်1အခန်းတတိယအခန်းသည်2အခန်းအဲ့လိုပုံစံမျိုးအနေနဲ့တွားမယ်ပေါ့နော်အခန်းရဲ့နံပါတ်ကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်တော့ index number လို့ခေါ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် example လေးကိုကြည့်အောင် get the values of the first array item array ထဲမှာရှိတဲ့ပထမဦးဆုံး item ကိုပထမဦးဆုံး data ကိုထုတ်ကြည့်ချင်တယ်ဒါဆိုထုတ်ကြည့်ချင်တယ်ဆိုလို့ရှိရင်အရင်ဆုံး array name ကိုရေးလက်ရှိ array name က cars ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ cars ဆိုပြီးတော့မှရေးထားတာပြီးသွားပြီဆိုလို့ရှိရင်အနောက်ဘက်မှာ index number အခန်းရဲ့နံပါတ်ကိုရေးပေးရမယ်လက်ရှိ0ခန်းမှာရှိတာကိုထုတ်ကြည့်ချင်တာဖြစ်တဲ့အတွက်0လို့ရေးပေးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင် array ထဲမှာရှိတဲ့ပထမဦးဆုံးအခန်းက data က output return ထွက်လာမယ်ပေါ့နော်ဒါဆိုနောက်ထပ်ဘာထပ်လုပ်လို့ရလဲဆို modifying ထပ်လုပ်လို့ရတယ် modifying လုပ်တာကဘာပြောရလဲဆိုလို့ရှိရင်ငကိုကတို့ထဲမှာ data ကဖြည့်ထားပြီးပြီ array ကြော်ညာထားပြီးပြီ data ဖြည့်ထားပြီးပြီပြီးသွားပြီဆိုတော့မှအဲ့ဒီ data တွေကိုပြန်ပြောင်းချင်တယ် modifying လုပ်ချင်တယ်လုပ်လို့ရလားဆိုတော့လုပ်လို့ရတယ်ပေါ့နော်ကိုက modifying လုပ်ချင်တယ်ပြန်ပြင်ချင်တဲ့ array name နဲ့အခန်းရဲ့နံပါတ်ကိုရေးပေးရမယ်ဒီမှာဆို0အခန်းကဟာကိုပြင်ချင်တယ်ပေါ့နော်ဒါကြောင့် array name ဖြစ်တဲ့ cars ပြီးသွားရင်ဒီ data တွေကိုပြင်ချင်တဲ့ index number အခန်းရဲ့နံပါတ်ပေါ့နော်ဒါဆို0အခန်းကဟာကိုပြင်ချင်တာဖြစ်တဲ့အတွက်0ပြီးသွားရင် assignment operator ဖြစ်တဲ့ equal to ခံပေးရမယ်ပြီးသွားရင်ပြင်ချင်တဲ့ data ထည့်ပေးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ငကို0ခန်းမှာရှိတဲ့ data ကိုဖြတ်ပြီးတော့မှသူက data အသစ်သွားပြီးတော့မှပြန်သိမ်းထားပေးမယ်ပေါ့နော်